Hello Today's form မြန်မာ channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာမနက်ခင်းလေးဖြစ်ပါစေရှင်။ဒီစားရေးပရိသတ်များအားလုံးကိုဒီစားရဲ့ Today's form မြန်မာ channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မနက်ခင်းမှာလည်းဒီစားကနေပြီးတော့ United နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုပရိသတ်တွေထံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်တွေအတွက်ပထမဆုံးအနေနဲ့ဒီစားတင်ဆက်ပေးသွားချင်တဲ့အကြောင်းအရာကတော့မြပြအမော်ရင်ကိုရှင်းရှင်းလင်းလင်းသတိပေးမှုတွေပြုလုပ်လာခဲ့တဲ့United ရဲ့အမှုဆောင်ချုပ်ဆိုတဲ့အကြောင်းအရာနဲ့စတင်ကြပါမယ်။ United အသင်းရဲ့အမှုဆောင်ချုပ်ဖြစ်တဲ့ Omar Brada က2024-25 ရာသီမှာစိုးရွားတဲ့ရာသီတစ်ခုပိုင်ဆိုင်ရပြီးတဲ့နောက်မှာတော့လာမယ့်ရာသီမှာပို့ပြီးတော့ကောင်းတဲ့ရာသီတစ်ခုပိုင်ဆိုင်မှုအတွက်မျှော်လင့်ကြောင်းကို Amorin ကိုအသိပေးလာပါတယ်။ United ဟာ Amorin လက်အောက်မှာ2024-25 ရာသီတုန်းက Premier League အမှတ်ပေးဇယားရဲ့အဆင့်15နေရာမှာသာရပ်တည်နိုင်ခဲ့ပြီးတော့တန်းဆင်ခဲ့ရတဲ့1983-94 ရာသီရဲ့နောက်ပိုင်းအဆိုးဝါးဆုံးရာသီကိုပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။သူတို့တင်ကယူရိုပါလိဗိုလ်လုပွဲကိုတက်ရောက်ခဲ့ပြီးရာသီကိုအဖက်10နိုင်ခွင့်ရခဲ့ပေမဲ့လည်းဘီဘာအိုမှာတော့စပါကိုရှုံးနေခဲ့ပါတယ်။အမှုဆောင်ချုပ်ဖြစ်တဲ့ဘရာတာကယူရိုပါလိဗိုလ်လုပွဲကိုတက်နိုင်ခဲ့လို့ဂုဏ်ယူပါတယ်။ဒါပေမဲ့ဘီဘာအိုမှာဒုတိယပဲရခဲ့လို့အရင်လဲစိတ်ပြတ်မိတယ်။ပရီးမီးယားလိမှာခက်ခဲတဲ့ရာသီပိုင်ဆိုင်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့အဆင့်တန်းကျသွားတာကိုသိခဲ့ရပါတယ်။လာမယ့်ရာသီမှာပိုကောင်းတဲ့ရာသီပိုင်ဆိုင်ဖို့ရှင်းလင်းတဲ့မျှော်လင့်ချက်ထားပါတယ်လို့ပြောသွားခဲ့ပါတယ်။ United ကလာမယ့်ရာသီမှာတော့ဒီနွေရာသီမှာကစားသမားခေါ်ယူမှုတွေပြုလုပ်နေပြီး Wolf တိုက်စစ်မှုဖြစ်တဲ့ကုညာကိုလည်းခေါ်ယူထားပြီးသားဖြစ်ပါတယ်။သူတို့က Brentford က Brian Mbeumo နဲ့ Sporting Lisbon က Vitor Queiroz တို့ကိုခေါ်ယူဖို့အတွက်လှုံ့ဆော်နေပြီးတော့ Marcus Rashford, Anthony, Jadon Sancho အပါအဝင်ကစားသမားတချို့ကိုရောင်းချဖို့အတွက်လှုံ့ဆော်နေကြပါတယ်ရှင်။ဆက်လက်ပြီးတင်စားပြပြပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒီနွေရာသီအတွင်းမှာ United နဲ့လမ်းခွဲဖို့အတွက်ကနာချိုသဘောတူညီမှုရရှိထားတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြပေးသွားကြပါသေးတယ်။ United နဲ့ကနာချိုတို့ဟာဒီနွေရာသီအတွင်းမှာလမ်းခွဲဖို့အတွက်နှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီးကနာချိုကိုခေါ်ယူဖို့အတွက်ကလပ်အသင်းတော်တော်များများကစိတ်ဝင်စားနေရလို့သတင်းတွေထွက်နေပါတယ်။နီးပြအမော်ရင်ကအဝေးလဲကန်အတွင်းမှာကစားသမားတွေအားလုံးရဲ့ရှေ့မှာပဲကနာချိုကိုအသင်းသစ်ရှာဖို့တာဆူတောင်းထားလိုက်ဆိုပြီးတော့တိမ်မောင်းခဲ့ပြီးကနာချိုကလည်းခွန်တုံးပြင်ခဲ့တာကြောင့်သူတို့ရဲ့ကြားထဲမှာဆက်ဆံရေးကတင်းမာခဲ့ရပါတယ်။ဒီကနေ့လအတွင်းစပါတင်နဲ့ယူရိုပါလိပွဲမှာအမော်ရင်ကကနာချိုကိုအရန်ကုန်ပို့ပစ်ခဲ့ပြီးတော့ဝယ်ပြီးကန်ဒီမိနစ်20ရောက်မှသာလူစားဝင်ကစားသမားအနေနဲ့အသုံးပြုခဲ့ပါတယ်။အဲ့ဒီပွဲပြီးအင်တာဗျူးမှာကနာချိုကပိုလူပွဲမတိုင်ခင်ကျွန်တော်ပွဲတိုင်းမှာပါဝင်ကစားခွင့်ရခဲ့ပါတယ်။ဒီနေ့ပွဲမှာတော့မိနစ်20သာကစားခဲ့ရပြီးဘာဖြစ်လို့လဲဆိုတာကျွန်တော်လည်းမသိပါဘူး။နွေရာသီကာလအတွင်းအနားယူသွားမှဖြစ်ပြီးတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကစောင့်ကြည့်သွားရမှာပါလို့ဖွင့်ဟပြောဆိုခဲ့ပါတယ်။အခုချိန်မှာတော့ United အသင်းဟာကနာချိုနဲ့လမ်းခွဲဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီးကနာချိုကိုခေါ်ယူဖို့အတွက်နီးပြအောင် Eric Ten Hag ကန်တွယ်နေတဲ့ Leverkusen အသင်းအပါအဝင်နာပိုလီအသင်း Chelsea အသင်းတွေကအပြိုင်ဆိုင်စိတ်ဝင်စားနေကြပါတယ်။ကနာချိုဟာ Eric Ten Hag လက်အောက်မှာခြေစွမ်းနေပြနိုင်ခဲ့ပြီး68ပွဲကစားကဂိုး20တွင်ထားပြီးဂိုးပန်ချိန်မှုအနေနဲ့15ချိန်ပြုလုပ်ခဲ့ပေမယ့်အမော်ရင်လက်ထက်မှာတော့ရုံးကန်နေရတယ်လို့ပွဲပေါင်း40မှာသွင်းကို4ကိုဂိုးပန်တီမှု6ချိန်သာပြုလုပ်နိုင်ခဲ့ပါတယ်ရှင်။နောက်တဲ့သတင်းကြောင်းရတစ်ပုဒ်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားရမယ်ဆိုလို့ရှိရင်တော့ United အသင်းရဲ့နီးပြအောင်ဖြစ်တဲ့ Van Gaal ကတော့လက်ရှိအသင်းဟာဘောလုံးအသင်းတစ်သင်းမဟုတ်ဘဲနဲ့စီးပွားရေးကိုအကြီးကထောင်လှုပ်ရှားနေတဲ့အသင်းတစ်သင်းသာဖြစ်တဲ့အကြောင်းကိုအသင်းရဲ့ပိုင်ရှင်တွေကိုတိတိမီမီနဲ့ဝေဖန်သွားပါတယ်။အခုဆန်ခစ်လွန် United အသင်းကိုစီကံပိုင်းဆိုင်ရာတင်ကြမှုတွေနဲ့အဆင့်တစ်ခုအထိဆွဲခေါ်ပေးနိုင်ခဲ့တဲ့ Van Gaal ဟာအသင်းပိုင်ရှင်တွေရဲ့အစီအစဉ်တွေကိုမကြော်လွန်နိုင်ခဲ့ပေမယ့်မော်ရင်ဟိုတန်အသင်းကိုလက်လွဲပေးခဲ့ရပူပါတယ်။အဲ့တဲ့အသင်းဟာဖာကူဆန်လက်ထက်ပြီးကလေးကကွင်းတွင်းအောင်မြင်မှုတွေနဲ့ဝေးကွာနေလာခဲ့ရတာဖြစ်ပြီးကမ္ဘာတလွှားကအသင်းပရိသတ်တွေအကြိုက်ကစားသမားတချို့ကိုငွေပုံပေးခေါ်ယူခဲ့ပေမယ့်တရားမတီတီရရအသင်းကိုမကယ်တင်ပေးနိုင်ခဲ့ပါဘူး။အသင်းရဲ့ policy ကပရိသတ်အကြိုက်ကစားသမားတွေကိုသာအသင်းထံအရာခေါ်ယူပေးနေတယ်လို့မျိုးဖြစ်နေပြီးတော့ဒီပြတွေကိုတော့အသင်းရဲ့အပြောင်းရွှေ့ကိစ္စတွေမှာထင်သလောက်ပါဝင်ပတ်သက်ခွင့်မပေးထားပါဘူး။လက်ရှိအသင်းရဲ့ပူးတွဲပိုင်ရှင်စန်တီရက်လီတိုလက်ထက်ရောက်မှသာအသင်းရဲ့ဥတီချက်တွေအနေငယ်ပြပြပြင်းပြင်းဖြစ်လာခဲ့ပြီးတော့ဂလီဆာမီသားစုအသင်းကိုစီမံခဲ့စဉ်တုန်းကတော့တမီသားစုလုံးအသင်းမှာရှာရုမျိုးမျိုးရယူပြီးတော့တောက်လဲဝင်ငွေတွေဖန်တီးခဲ့ကြပူပါတယ်။ဘန်ဟာက United ကစီးပွားရေးအသင်းတစ်သင်းမှာပဲသူတို့ကဘောလုံးအသင်းတစ်သင်းမဟုတ်ပါဘူး။ကျွန်တော်ဒီစကားကိုအရင်တုန်းကလည်းပြောခဲ့ပူပါတယ်။ဘယ်ကစားသမားတွေခုံမလဲဘယ်ကစားသမားတွေထုံမလဲဆိုတာကနီးပြရဲ့ဆုံးဖြတ်ချက်နဲ့လုံးဝကိုသက်ဆိုင်ခြင်းရှိမနေခဲ့ပါဘူး။အဲ့ဒါကတော်တော်လေးကိုခက်ခဲတဲ့အနေအထားတစ်ခုပါပဲ။
သူတို့စိတ်ကြိုက်ဖန်တီးထားတဲ့အသင်းကိုနီးပြတရားရောက်ကတာဝန်ယူရတယ်။အဒီနောက်အသင်းရလက်မကောင်းရင်တော့ဒီနီးပြကိုသူတို့ကထုတ်ပြလိုက်ပါတယ်။ဒီလိုပုံစံနဲ့သူတို့လဲပတ်နေကြတာပါဆိုပြီးပြောသွားခဲ့ပါတယ်။ဘန်လက်တက်တုံကဟာရေရာလူကရှွန်ရိုဂျိုဖက်ကာအိုဒါလီဘလိုင်းဒီမာရီယာစားတဲ့ကစားသမားတွေကိုပေါင်တန်150အထိအသုံးပြုကခေါ်ယူခဲ့ပြီးမြဒီကစားသမားတွေကဗန်ဟာခေါ်ယူခြင်းခဲ့တဲ့ကစားသမားတွေမဟုတ်ကြတာကြောင့်အဲ့ဒီချိန်လုံးကလေးကအသင်းနဲ့ဗန်ဟာကြားထဲမှာတင်းမာမှုတွေရှိနေကြတာလည်းဖြစ်ပါတယ်ရှင်။ဒီကနေ့အနောက်ဆုံးအနေနဲ့ပြောပြပေးသွားချင်တာကတော့ Brentford ရဲ့အနီးပြဖြစ်တဲ့ Frank နဲ့အမ်ဘူမိုရိုနှစ်ယောက်စလုံးကိုခေါ်ယူသွားချင်နေတဲ့ Spa အသင်းဆိုတဲ့အကြောင်းအရာကိုပြောပြပေးသွားချင်ပါတယ်။ United အသင်းနဲ့ Brentford တိုက်စစ်ကစားသမားဖြစ်တဲ့ Brian Mbeumo ကိုခေါ်ယူဖို့အတွက်ကြိုးပမ်းမှုဟာပြိုင်ဘက် Tottenham Hotspur အသင်းကကြားပြက်ကလန်မှုတစ်ခုပြုလုပ်ဖို့အတွက်ပြင်ဆင်နေရကြောင်းအခက်တွေ့ဝယ်ရှိနေပါတယ်။ The Sun သတင်းစာရဲ့ဖော်ပြချက်အရ Sporting က United ရဲ့ပြည်မဲ့ကစားသမားဖြစ်တဲ့ Mbeumo ကိုခေါ်ယူဖို့အတွက်ကြိုးပမ်းမှုကိုကြားပြက်ဟန်တာဖို့အတွက်စီစဉ်နေပြီးတော့ Brentford နီးပြဖြစ်တဲ့ Thomas Frank ကိုပါတပါးရဲခေါ်ယူနိုင်ခြင်းကဒီပြောင်းရွှေ့ကိုအောင်မြင်အောင်လို့ကူညီပေးနိုင်လိမ့်မယ်လို့မျှော်လင့်နေပါတယ်။ United အသင်းကဒီတာမန်တိုက်စစ်ကစားသမားအတွက်ပေါင်55တန်းနဲ့ကနဦးကန်လန်းခဲ့ပေမယ့်ပိန်ချခံခဲ့ရတာကြောင့်ကန်လန်းမှုအသစ်တစ်ခုပြင်ဆင်ချိန်မှာတော့ Sporting က Mbeumo အတွက်ပေါင်တန်း60တီတိုးမြင့်ကန်လန်းသွားဖို့အတွက်ရှိနေပါတယ်။ Mbeumo ဟာ United ကိုပြောင်းရွှေ့တော့မယ်လို့တင်မှတ်နေတဲ့အချိန်မှာပဲ Sporting ကကြားဝင်လာခဲ့တယ်လို့မကြသေးခင်ကမှထုတ်ပယ်ခံထားရတဲ့နီးပြဟောင်း Postecoglou နေရာအတွက် Brentford အသင်းကနီးပြ Thomas Frank နဲ့ကစားသမားဖြစ်တဲ့ Mbeumo တို့နှစ်ယောက်စလုံးကိုတပါးရဲခေါ်ယူဖို့အတွက်ပြင်ပထားနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လကယူရိုပန်လိဗိုလ်လုပွဲမှာ United ကိုအနိုင်ယူခဲ့တဲ့ Spa အသင်းအနေနဲ့အပြောင်းရွှေ့စည်းကွက်တဲမှာ Mbeumo နဲ့နီးပြ Frank တို့ကိုခေါ်ယူဖို့အတွက်ကြိုးပမ်းရမှာသူတို့ရဲ့ Premier League ပြိုင်ဘက်ကိုနောက်တစ်ချိန်ကျော်ပြတ်နိုင်မလားဆိုတာကတော့ဒီစားလို့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒီကနေ့ရဲ့သတင်းကြောင်းရာတင်ဆက်မှုကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်။နောက်ဆက်ပြီးခဲ့တဲ့ Trail ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ဒီဇိုင်းပရိသတ်များအားလုံးလည်းနေထွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမောင်းနဲ့ခက်ယူနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။